ကျမတို့ထပ်တွေ့ပြကြအောင်မလားညိုလဲပြပြဒီတစ်ခေါက်ဆိုရင်ရှင်ကိုပိုင်နာမည်လေးတော့ကျမသိချင်မိသားစာရေးဆရာမောင်ပေါ်ထွန်းဘာသာပြန်ထားတာငါဘဝငါသားသခင်ငါသားဘရင်နဲ့ကျမဘဝကတော့ရှင်သားသခင်ရှင်သားဘရင်မဲညိုလဲပြပြကျမဖတ်ဖို့တမန်အမှုပညာတွေတဲ့ရှင်မြတ်ဝန်တွေကအလှဆုံးပဲအစွဲလန်းကြီးတဲ့မိန်းမတွေတဲ့ကျမမပါဘူးလို့ကိုသတ်မှတ်ထားတာရှင်ဖြက်စီလိုက်တာပဲညိုလဲပြပြရှင်မြတ်ဝန်တွေနဲ့ကျမကိုတိတိကျကျဖြက်စီလိုက်တာကျမဘဝရှင်တော့ပြီးသား secret တို့တခုလို့ဒါမှမဟုတ်ရှင်ချေလန်းတော့မယ်လေကထစ်တွေလို့အဲ့ဒီအောက်ချေကိုရောက်မှမသိရောက်သွားခဲ့ရပြီကျမပျော်ပျော်ကြီးနေတာကြခဲ့ရပြီရှင်အုံတော့တိတ်ကောင်းတဲ့မိန်းမဆိုတော့ဒီနေ့ကျမဒီနေရာကိုရောက်မယ်ဆိုတာကြိုမြင်ပြီးသားပဲဖြစ်မှာပါကျိုးရှိလန်ရတာတိတ်ဝါဒနာပါဒလားညိုလဲပြပြကျမကိုစာနာပါလို့လည်းမပြောချင်တော့ပါဘူးဒီကြော့ခွင်းထဲကိုကျမကိုယ်တိုင်စိတ်လိုလဲရခုန်ချခဲ့ရပြီလေသားရဲ့ရမှုတ်ဆိုရဲ့ကြော့ခွင်းမှန်တည်ရနဲ့တမင်လည်းပဲစုတ်ခဲ့တာပဲကျမရှင်းရကြွေးခွက်လေးတွေကပြတမို့ရှင်ကြီးမဆိုင်တဲ့ပြမိုက်လေးပါပဲရှင်မြုံပြပြရီလောက်တော့ကျမဘဲလာမလဲရှင်တွေးဖို့တမန်မိန်းမတွေတဲ့ကျမအထူးခြားဆုံးဆိုပေမဲ့ကျမပြုံးတွေကိုရှင်းမတဘောမကြပဲကျမရှင်းစိတ်ကိုခတ်မှန်ရတိတ်ခတ်တယ်ရှင်ပြုံးလေးအောင်မှာကျမဒီလိုအိတ်ဆက်ခွင့်မျိုးဘယ်နှချိန်ဘယ်နှခါရနိုင်အောင်မလဲကျမရှင်နဲ့ထပ်တွေ့ခြင်းနဲ့ညိုလဲပြပြရဲ့ရှင်ရဲ့ပြလက်လက်မျက်ဝန်းတွေကိုကျမသဘောကျတယ်ရှင်ကကျမအတွက်တော့နှလုံးသားပုံထုစစ်ထားတဲ့အမှုပညာရုပ်ကျွင်းလေးပဲကျမရဲ့တန်မိုးထားခြင်းတွေနဲ့အထိုက်တန်ဆုံးမိန်းမဟာညိုလဲပြပြရှင်စစ်ပဲ